ဒီကငါ့လိုပဲတွေ့တက်နေတကယ်ဒီခွာတာအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ညီမနှစ်ယောက်တည့်ပြီးခူးကြပါတယ်မလုပ်ဖို့လဲဆိုရင်တော့တည့်ရုပ်ထိုးဖို့ပါရှင်ဒီကငါ့လိုပဲတွေ့တက်နေခေါင်းမှာခရိမလာတဲ့တည့်ပြီးသွားဖို့ရတိုက်ဆိုင်မှုနဲ့ကြုံလာရလို့ငိုပြီးပြန်လာရပါတယ်ခိုင်းတွေ့တယ်ခိုင်းဒါလုံးတေးရည်နော်အော်ဘလို့မရိုက်ချလို့မရပဲတွဲကန့်နေတဲ့တည့်ကိုကြည့်ပြီးကိုပြန်မြင်အောင်သွားလို့ဘာမှမလုပ်ပဲအခန်းတော်လေးမှာငိုကြွေးနေခြင်းပင်မဲ့ဝမ်းရရရှိနေသေးတော့လောက်စားလိုက်ပါအောင်မယ်ရှင်တမောင်းစွာတည့်တွေကိုရေးစေးထိပ်ဖြတ်ပြီးခွန်ခွာထားပေးပါမယ်ပြီးရင်တော့အထူပါညီအောင်လို့လီးပေးရပါမယ်ရှင်လီးရတဲ့တည့်ရေစိမ်မှုအတွက်ထုံးရည်ဖြောပါမယ်ရှင်ထုံးရည်ဖြောပြီးရင်တော့တည့်အကုန်လုံးထည့်ပြီးစိမ်ပါမယ်2နာရီကနေ9နာရီအထိစိမ်ပေးထားပါတယ်ရှင်9နာရီလောက်ထုံးရည်စိမ်ထားတဲ့တည့်ကိုရေတခြားဆင်းအောင်လို့ဆေးပါမယ်ရှင်ရေနဲ့တခြားဆေးပေးပြီးရင်တော့ယူထိုးကိုပြင်ဆင်ပါမယ်ရှင်ရေတခြားဆေးထားပြီးတဲ့တည့်တွေကိုယူထိုးမဲ့အိုးတွေထည့်ပြီးတော့စားအနှိမ့်ငယ်နဲ့တခြားထည့်ပြီးတော့နေပါမယ်ရှင်ချင်တာမကြိုက်လို့တခြားပို့ထည့်ပေးပါနော်စားတခြားနဲ့တည့်ဒီတမအောင်တခြားနေပေးပြီးတော့ခဏလောက်နှက်ထားပေးလိုက်ပါမယ်ခဏနှက်ထားပေးပြီးတော့ယူစားထိုးပါမယ်ရှင်ယူထိုးတာလေးလုံးဝမခတ်ပါဘူးနော်တည့်ဒီပုံပြက်ပြီးကြည့်မသွားအောင်တခြားလေးငွေပေးနေရပါပြီရှင်တည့်ဒီလေးရကြီးလာပြီးတော့တခြားလေးနဲ့စစ်စစ်လေးဖြစ်လာရင်တော့ယူထိုးတာရပါပြီရှင်အချိုးနဲ့ဆက်2မျိုးစားရင်တာဖြစ်လို့အနည်းငယ်ခွဲထားပြီးတော့ကျန်တဲ့တည့်ရုပ်ကိုအဆက်လုပ်ပါမယ်ရှင်ငရုတ်သီးခွဲချမ်းငရုတ်သီးစိမ်းမှုနဲ့မဆလာလေးထည့်ပေးပြီးတော့မှုေပင်းရပါပြီရှင်ငရုတ်သီးလုံးတွေးမနေအောင်လို့တခြားသမအောင်မှုေပေးပြီးရင်တော့ရပါပြီရှင်အခုထိုးရတဲ့တည့်ရုပ်က2ရက်တည်းနဲ့ကုန်သွားပါရဲ့ရှင်အင်ရဖုန်းနဲ့ဖွာတော့စားကောက်နေဆိုပြီးထပ်ထိုးခိုင်းနေပါတယ်လောရအင်ရလို့ရမို့လုံးကြည့်ကြပါအောင်နော်သုံးဆောင်ကြပါအောင်လားရှင်ဆုံးနေကြည့်ပေးကြအတွက်ကျေးဇူးများတင်ပါတယ်ရှင်